မင်္ဂလာပါရှင်ပပန်ဒီနေ့ကတော့ပပန်ဒီရှင်လေးဟလာပါဒီနေ့ပပန်ပြင်းနေလေပေါ့နော်ပြင်းနေတော့ဒီရှင်လာဆော့ပြတာပါစားပါပပန်စကွရှိလေးလာဆော့ပြတာပါရှင်းစကွရှိတီလာမလို့နော်အားလေကတော့ဖေးပါစကွရှိပါတော့ပြရမလို့နော်ညီမလေးတည်းပြရလားပြဖေးပါစကွကဲခဏနေပပန်လာပြဒီမှာစကွရှိမပြနေပပန်ရေးပစ္စည်းလေးတော့မရှင်တော့ဒီမှာစကွရှိလေးပါမယ်နော်ဘာစကွရှိပပန်ရေးအခုပေါ့နော်ပပန်ကခုပြောချင်ပါတယ်ပပန်ကို like subscribe လုပ်ပြီးလို့ like နဲ့ subscribe လုပ်ပြီးလို့ရှင်ပပန်ကဘာလုပ်ပေးပါလဲအဲ့တော့ပပန်က like နဲ့ subscribe လုပ်ပြီးလို့ရှင်ပပန်ကlike ရယ် subscribe ရယ်ပြန်လုပ်ပေးပါမယ်ရှင်တွေ့တဲ့ဗီဒီယိုတိုင်းမှာ like လုပ်ပေးပါမယ်နော်အဲ့ကြောင့်မို့ like မရသေးတဲ့လူတွေ subscribe လုပ်ခါရသေးတဲ့လူတွေဆိုဒီရှင်လာမှာလာကြဖို့ဖြစ်ကုန်ပါရှင် share လို့မဟုတ်ဘူးနော်ဒါကအပြောင်းလေးနဲ့ဆော့ပေးရနော်ဒီပစ္စည်းလေးပတ်ပတ်အေးပါနဲ့ဒီလုံးလုံးဒါလေးရတော့ပြပြီးချင်ပါနော်ဒီလေးပါလေးရတော့ပတ်ကြိုက်ဆုံးမယ်ညံ့ရောဆက်ပြဒါတော့ညီမလေးပပရဲ့ညီမလေးတဝင်းခွက်တရားတောင်းကြီးကပြန်လက်ဆောင်ပေးတာပါရှင်းနဲ့ကွင်းမှာပပညီမတဲ့ကွင်းပပတကွင်းမှာဒါလေးကတော့ပပရှောင်းတာပြန်သူတို့ကိုလက်ဆောင်ပေးရတာဒါကြောင့်ပပညီမလေးနဲ့ကြောက်ကွင်းမှာဒါလေးကတော့မဟုတ်ချေပကားလေးပါဒါလေးကကျတော့မမီဝယ်ပြီးကလလေးပါသူတို့ဒီဘာလို့ဒီတောင်ကြီးအပြန်လက်ကဝယ်ပေးညီမလေးပေါ့နော်အဲ့ညီမလေးပေးတာကလလေးလည်းရှိသေးတယ်ဖျောင်းနေတယ်အဲ့တော့မပြရဘူးနော်ဒီလေးကတော့ပပန်ပလိုင်းမောက်လောက်ချပေါ့နော်ဖောက်တော့ဖောက်ပြီးသွားခံဒီပလိုင်းဘက်ကလေးပါ blind bag ဟောနော် pink blue yellow secret ပပန်နော်အဲ့မှာ blue color လေးပေါက်သွားပါရဲ့ရှင်အလေးကတော့သူတောင်ကြီးတော့အပြန်လက်ကဝယ်ပြီးညီမလေးရပဲပပကိုဖေးပါစကွီရှိလေးလုပ်ပေးရတာပါရှင်ရုံလေးတော့ချစ်စရာလေးသူကစကွီရှိလုပ်တာတအားတော်တာလိုက်ရလေးတော့ဒီနေ့ပါမယ်ရှင်ဒါဆိုရှင်ပပရဲ့ဗီဒီယိုလေးကတော့ကြည့်လောက်ပါပဲရှင်Bye bye. Bye bye video လေးကိုစောကြည့်ကြည့်ပြီးတော့လည်း bye bye ကျေးဇူးတင်ပါတယ်နော်